အခုမြင်နေရတယ်ဒီဂျာမန်ရှက်ဖက်လို့ခေါ်တဲ့တိုးရိတ်ခွေးလေးတွေဟာဒုတိယကမ္ဘာစစ်တုန်းကအသေးခံတပ်သားတွေပြီးစစ်ပွဲမှာတစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ရပါတယ်ဆိုဗီယက်စစ်သားတွေဟာဒီခွေးလေးတွေရဲ့ကြောဘက်ကိုဘုံမြတင်ပြီးဂျာမန်တင့်ငါတွေကိုဖျက်ဆီးမင်းကိုတုံးခဲ့ပါတယ်ဒီနည်းလမ်းဟာခွေးလေးတွေတဲ့အလွန်ရက်ဆက်ပြီးတနာဖို့လဲကောင်းလာပါတယ်ဒါပြင်ဒီစစ်ပွဲပြီးမှတော့ဒီတနာဆက်ခွေးလေးတွေဟာအကောင်ကြီး4000ကျော်တည်ဆုံးသွားရပေမဲ့ဆိုဗီယက်စစ်သားတွေကြီးမှန်းချက်ကတော့အောင်မြင်ခဲ့ပါဘူးကျွန်တော်နားမှရှိတဲ့ခွေးလေးတွေဟာလူတွေပေါ်သက်စာရှိဆုံးတဲ့အကျိုးအနည်းဆုံးတော်ဆိုတာလူတိုင်းလက်ခံကြပါတယ်ဒါပေမဲ့ဒုတိယကမ္ဘာစစ်ကာလတုန်းကတော့လူသားတွေကဒီမိတ်ဆွေတွေကိုပဲရက်ဆက်တဲ့နီလန်နဲ့တက်ရှိပုံတွေဖြစ်ပြောင်းလဲခဲ့ကြပါတယ်ဒီနေ့ကျွန်တော်ပြောပြမှာကသူတို့ဘာကြောင့်ဒီလိုလုပ်ခဲ့ရတာလဲပြီးတော့အဆုံးသတ်မှာဘလို့ဝမ်းနေစရာဖြစ်ဆိုတွေထပ်မံပြီးကြုံခဲ့ရတဲ့ဆိုတာကိုကျွန်တော်ပြောပြပေးချင်ပါတယ်ဒီဖြစ်ပျက်ဟာ1942ခုနှစ်ဒုတိယကမ္ဘာစစ်မှာဖြစ်ပွားခဲ့တာပါအဲ့ဒီအချိန်ကဂျာမန်နာဇီတပ်တွေရဲ့နာမည်ကျော်ပန်ဆာတင့်ကားကြီးတွေဟာဆိုဗီယက်ပြည်ထောင်စုတွေကိုအလုံးကြီးနဲ့ဝင်ရောက်လာခဲ့ပါတယ်ဆိုဗီယက်စစ်တပ်အနေနဲ့ကလည်းလက်နက်အင်အားမမျှတဲ့ပြင်တင့်ကားကြီးရှင်တိုက်ဖို့မနိုင်တော့တဲ့အခြေအနေကိုရောက်နေခဲ့တာပါဒါကြောင့်သူတို့ဟာတပ်မိုးကြီးတဲ့လက်နက်တွေစာကုန်ကြစိတ်တက်တာပြီးအလွယ်တကူရနိုင်တဲ့နီလန်တစ်ခုကိုစဉ်းစားမိကြပါတယ်အဲ့ဒါကတော့ဂျာမန်ရှက်ဖက်လို့ခေါ်တဲ့တိုးတိတ်ခွေးလေးတွေပါဝင်လမ်းဘေးကဗီဇဆောင်ခွေးလေးတွေကိုဖမ်းဆီးပြီးအန်တီတန်ဒေါ့စ်လို့ခေါ်တဲ့တင်ကားဖြစ်လက်နက်ဖြစ်အသုံးပြုဖို့ဆုံးဖြတ်လိုက်တာပါဒီနေရာမှာတစ်ခုမေးစရာရှိတာကခွေးတစ်ကောင်ကဒီစစ်ပတ်သုံးတင့်ကားကြီးအောက်ကိုဘယ်လိုပုံစံမျိုးနဲ့ဝင်သွားမှလဲဆိုတာပါပဲဆိုဗီယက်စစ်သားတွေလက်ကျင်ပေးပုံကဒီတိုးတိတ်ခွေးလေးတွေပေါ်ရက်ဆက်ရကြပါတယ်စစ်သားတွေဟာပထမဦးဆုံးခွေးတွေကိုရက်တော်ကြအစာမကြည့်ပဲငှက်ထားလိုက်ပါတယ်ပြီးတော့မှအစာခွက်တွေကိုတင့်ကားရဲ့ဝမ်ပိုက်အောက်တဲ့မှာသွားထားပေးလိုက်ပါတယ်ဘိုက်စာလုံးရဲ့ဒီတနာကြခွေးလေးတွေဟာတင်ကားအောက်မှာအစာရှိတယ်ဆိုတဲ့အသည့်တစ်ခုတည်းနဲ့အစာဝင်စားဖို့လက်ကျင်လုပ်ပြီးခံခဲ့ရပါတယ်ဒီလိုနဲ့စစ်မြေပြင်ထွက်မဲ့ချိန်အောင်မှာသူတို့ကြောပေါ်မှာအစာ10ကီလိုဂရမ်ကနေ12ကီလိုဂရမ်လေးတဲ့ TNT ရမ်းမိုးတွေကိုတက်ဆင်ပေးလိုက်ပါတယ်ရန်ကုန်မှာပါတဲ့စနက်တန်ကတင်ကားအောက်ပိုင်းနဲ့ညီလိုက်တာနဲ့ချက်ချင်းပောက်ကွဲပြီးခွေးရောတင်ကားပဲပြက်စီးသွားစေမယ့်ရက်ဆက်တဲ့နီလန်ပဲဖြစ်ပါတယ်။ဆိုဗီယက်စစ်သားတွေဒီနီလန်ဟာအပြင်ပိုင်းမှာတော့စနစ်ကျပြီးပြည့်စုံနေုံပေါက်ပေမဲ့လက်တွေ့စစ်မြေပြင်ကိုရောက်တဲ့ခါမှာတော့သူတို့ထဲမတွက်ခဲ့တဲ့ပြဿနာကြီးတစ်ခုပေါ်ပေါက်လာပါတော့တယ်။ပထမဆုံးစစ်ပွဲမှာသူတို့ရင်ဆိုင်ရတဲ့ပြဿနာကတော့အနံ့ပါပဲ။ဆိုဗီယက်တွေလက်ကျင်ပေးတော့ကသူတို့ရဲ့ကိုယ်ပိုင်တင်ကားတွေလက်ကျင်ပေးခဲ့တာပါ။ဆိုဗီယက်တင်ကားတွေကဒီဇယ်ဆက်တွေသုံးပြီးရန်သူတို့ဂျာမန်တင်ကားတွေကတော့တက်စီသုံးတာပါ။အနက်ခံအာကိုရန်ကောက်တဲ့ဒီတိုးထိန်ခွေးလေးတွေကစစ်မြေပြင်ရောက်တဲ့ခါသူတို့နဲ့မရင်းနှီးတဲ့တက်စီနဲ့ရတဲ့ရန်သူတင်ကားတွေစီမသွားပဲသူတို့ရင်းနှီးတဲ့ဒီဇယ်နဲ့ရတဲ့ကိုလူတွေတင်ကားတွေစီကိုပဲအစာရမထင်နဲ့ပြန်ပြေးလာခဲ့ကြပါတယ်ဒုတိယချက်ကတော့စုညံတမ်းပါဒီချီပွဲမှာတင်ကားတွေကရထားပြီးငြိမ်သက်နေပေမဲ့စစ်မြေပြင်မှာတော့တနက်တန်တွေဘုံတန်တွေစုညံနေတာပါဒါကြောင့်တနာစရာကောင်းပြီးကြောက်လန့်နေချတဲ့ဒီခွေးလေးတွေဟာရန်သူရှစ်မတူရတော့ပဲသူတို့ရဲ့အာကိုရသခင်တွေရှိတဲ့ကရုတ်ကျင်းတွေတဲ့ကိုပဲအာကိုကြီးနဲ့ပြန်ပြေးဝင်လာကြပါတော့တယ်ဂျမ်မုံတွေလွှတ်ထားတဲ့ခွေးလေးတွေကိုကရုတ်ကျင်းနဲ့ပြန်ဝင်လာရင်ကိုတက်ပါပြချသွားနေတာမို့ဆိုဗီယက်စစ်သားတွေဟာမျက်ရည်ဆက်လက်နဲ့ပဲသူတို့မွေးထားတဲ့ခွေးတွေကိုသူတို့ကိုယ်တိုင်ပြန်ပစ်တက်ခဲ့ရပါတယ်ဒီမှားရွေးနဲ့ရလက်နေတဲ့1942ခုနှစ်နောက်ပိုင်းမှာဒီနီလန်ကိုလက်လျှော့ချခဲ့ရပေမဲ့ခွေးကောင်ရင်4000ကျော်လောက်ဟာစစ်ပွဲကာလတစ်လျှောက်လုံးမှာနီးမျိုးစုံနဲ့တက်ပြီးခဲ့ကြရပါတယ်အားလုံးကိုခြုံငုံပြီးတုံးသက်ရရင်သူတို့လေးတွေကနိုင်ငံတော်အသက်ပေးညွှန်ပေးခဲ့တာမဟုတ်ပါဘူးတခင်ခိုင်းတာကိုလုံးမယ်ဆိုတဲ့သစ္စာတရားတစ်ခုကြောင့်သာမြေစာပင်ဖြစ်ခဲ့ရတာပါဒီဖြစ်ပျက်ဟာစစ်ပွဲဆိုတာလူသားတွေကိုသာမကအပြစ်မဲ့တဲ့တိရစ္ဆာန်လေးတွေကိုပါဘယ်လောက်ထိရက်စက်မှုတွေပေးခဲ့လဲဆိုတာသက်သေပြနေပါတယ်ကဲဒီလိုမျိုးစိတ်ဝင်စားဖွယ် channel ထားခံရတဲ့တမိုင်းကြောင်းများကိုကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို follow ထားဖို့မမေ့ပါနဲ့ဦးနော်ကျွန်တော်ကတော့ Sika Quest ကကြော်တက်အောင်ပါနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ